င်းဆောင်မှုနဲ့ပတ်သက်ပြီးတော့ဒီ NMA မှာပြင်တဲ့ဒီကတော့အချက်ကလေး9ချက်ရှိရပါတော့အချက်9ချက်ကတော့ကျွန်တော်တို့ကဘာလို့ကျွန်တော်တို့ဒီတက်တက်ကြွကြွဥဆောင်နိုင်ဖို့လိုတယ်ပေါ့နော်ခိုင်မှာခိုင်းလို့သာလုပ်နေရတာကျွန်တော်ကစိတ်ပါတာမဟုတ်ဘူးဆိုတဲ့အခြေအနေမျိုးကလည်းကျွန်တော်တို့ကလုပ်ချင်တဲ့ဟာမျိုးတက်တက်ကြွကြွပေးလို့ရမယ်နောက်တစ်ခုကတော့ဒီရီမန်းချက်ထားပါရီမန်းချက်ထားဆိုရင်မှာကျွန်တော်တို့ကဘာဖြစ်တယ်လဲဖေဖေမေမေတို့ကြုံမှုလားတော့မသိဘူးတစ်ခါတည်းမှာကျွန်တော်တို့ကကလေးတွေကိုခိုင်းလိုက်တယ်ကလေးတွေကိုခိုင်းလိုက်တော့ကလေးတွေကလည်းလိုက်လို့ကိုကလည်းသူတို့လိုက်ပြီးတော့ကိုရိုနေလည်းမလုံနိုင်တော့သူတို့ကလည်းသူတို့လွတ်ထားခြင်းပါလေဒီကောင်နဲ့သူတို့လက်ကိုဆက်မလုပ်တော့ပြောရင်ပြီးဆုံးအောင်မလုပ်တာပါဥမာထားတော့တင်တန်းတစ်ခုထားတာအသားရဲ့မေကမအားလို့ဆိုတဲ့ဟာမျိုးမှာသူကလည်းအိမ်အောင်မှာဖြစ်သွားတယ်အဲ့တင်တန်းတို့တိုင်းလည်းဖြစ်သွားတာမျိုးပေါ့နော်ဒါမျိုးကဆက်လက်ပြောတယ်ကျွန်တော်တို့ဒီရီမန်းချက်ထားပြောတော့အသားမင်းဒီတင်တန်းကိုတက်ပြီဆိုရင်တော့ဖေတို့မေတို့ရလည်းမင်းကိုဖြစ်အောင်ပို့ပေးမယ်မင်းကလည်းတိတိကျကျပြီးဆုံးအောင်တက်ရမယ်ဆိုတော့ထားတော့ကလေးကအာမေသားပြင်းသွားပြီလို့ဟိုလိုဖြစ်တယ်ဒီလိုဖြစ်တယ်ဆိုတော့ကိုကအဲ့ဒါမျိုးမှပြင်ပြီးတော့သူတို့ကိုရိုင်းနေလုပ်ပြီးလို့လိုတယ်ပေါ့ပြောရင်သားပြင်းသွားရင်မလုံးနဲ့တော့ဆိုရင်အဲ့မှာသူ့ရဲ့ mindset မှာခိတ်တာငါအမေကအဲ့လိုပြောလိုက်လေငါတို့ဒီတိုင်းပဲထားလိုက်မှာပဲဆိုရင်အတွေ့အမျိုးဝင်လာတယ်ပေါ့နော်အဲ့ဒါမျိုးတွေကျွန်တော်တို့ဒီ site ဖို့လိုတယ်